လက်မပါတော့စာရအမည်ရှိအမျိုးသမီးတဦးသည်အလုံးမအိမ်တို့အပြန်မိုးရွာတဲ့တွင်လမ်းလျှောက်လာစဉ်အမိုက်ပုံးတစ်လုံးထဲမှကလေးငိုတံကိုရုတ်တရက်ကြားခဲ့ရသည်သူမကိုယ်တိုင်လည်းမတန်ဆွမ်းသူတဦးဖြစ်ပြီးအရင်ကပါဝင်ပတ်သက်လို့ခြင်းမရှိတော့လဲသူမကိုယ်တိုင်လည်းငယ်စဉ်ကစွန့်ပစ်ခံခဲ့ရဘူးသူဖြစ်သောကြောင့်ထိုအဖြစ်အပျက်ကသူမကိုခြေစုံရက်သွားစေခဲ့ပြီးကလေးကိုကယ်တင်ရန်ဆုံးဖြတ်ခဲ့သည်သူမသည်ကလေးကိုပါဆက်ဖြင့်မယူနိုင်ခဲ့သဖြင့်အမိုက်ပုံးကိုလှေကားထင်များစီသို့ဆွဲယူသွားကခြေထောက်ဖြင့်ကူညီ၍ကလေးကိုမထုတ်ယူခဲ့သည်ကလေးငယ်၏မျက်နှာတွင်သူမကိုသူနာပြန်မြင်နေရတဲ့ကဲ့သို့ဖြစ်ခဲ့သည်ဆာရာသည်ကားပါကင်ထိန်းသိမ်းရေးဝန်ထမ်းတဦးအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီးမိဘမဲ့ဂေဟာတွင်ကြီးပြင်းခဲ့ရကမွေးကင်းစကလေးကလက်မပါဘဲမြေကမ်းဘေးတွင်စွန့်ပစ်ခံခဲ့ရသူဖြစ်သည်သူမ၏ပုံစံကြောင့်လူတွေအမြဲဆူဆိုင်ကြည့်ခံရလေးရှိသဖြင့်လူတွေကြကြမကြည့်ရအောင်မျက်နှာတစ်ထူဆန်းလုပ်ပြတဲ့ရန်ပင်တင်ယူခဲ့ရသည်သူမ၏ဖုန်းကိုဖက်နှက်အတွင်းဝတ်ထားလေးရှိပြီးအများစုမှာခောက်ဆွဲ6ဖြင့်သာအချိန်ကုန်ဆုံးလေးရှိသည်ကံကောင်းထောက်မှစွာဖြင့်သူမတွင်လီယိုအမည်ရှိနားမကျသောမောင်တဦးရှိပြီးသူမတို့နှစ်ဦးသည်တဦးကိုတဦးတဘဝလုံးအပြန်အလှန်စောင့်ရှောက်လာခဲ့ကြသည်တဦးကအခြားတဦး၏နားဖြစ်ပေးပြီးကြံတဦးကလက်ဖြစ်ပေးကမောင်နှမနှစ်ဦး၏တန်ရောစင်မှာအခြားသူများထက်ပုံမူနဲ့ဆိုင်သည်ဆာရာသည်ကလေးကိုအိမ်သို့အရောက်ခေါ်ဆောင်လာခဲ့ပြီးနောက်ရဲကိုဖုန်းခေါ်တင်မခေါ်တင်မတေချာဖြစ်နေစဉ်ဖုန်းဆက်သွယ်သွားသည့်ခဏချင်းမှာပင်ကလေးငယ်ကရုတ်တရက်ငိုယူလာခဲ့သည်ဆာရာလည်းဖုန်းကိုချက်ချင်းချလိုက်ပြီးကလေးကိုအဝတ်တန်တန်လဲပေးကအပြာရောင်တိုင်းပါတစ်လဲပေးလိုက်မှသာကလေးမှာမိန်းကလေးငယ်တဦးမှန်းသိခဲ့ရသည်ရဲတပ်ဖွဲ့ကအခြေအနေကိုလာရောက်စစ်ဆေးစဉ်ဆာရာသည်ကလေးကိုအခန်းတွင်ဝတ်ထားနိုင်ခဲ့သည်အရာရှိကအိမ်ခန်းကိုရှာဖွေစစ်ဆေးခဲ့တော့လဲဘာမှမတွေ့ရှိခဲ့ပဲထွက်ခွာခါနီးတွင်ဘီရိုထဲမှအတန်တစ်ခုထွက်လာခဲ့သည်အရာရှိကဘီရိုကိုဖွင့်ရန်ပြင်ဆင်နေစဉ်သူ၏ဖုန်းလိုင်းမိလာခဲ့ပြီးဖောလစ်အက်ဆစ်တောက်ရန်တတိပေးချက်ဖြစ်ကာသူနှင့်ဇနီးသည်ကလေးယူရန်ကြိုးပမ်းနေသူများဖြစ်ကြောင်းပေါ်လာသဖြင့်အနှဲငယ်အဆက်ရကအခန်းထဲမှထွက်သွားခဲ့သည်ရဲများထွက်သွားပြီးနောက်ဆာရာသည်ဘီရိုကိုဖွင့်ကကလေးကိုချုံမော့ခဲ့ပြီးတဖြည်းဖြည်းနှင့်ကလေးကဆာရာကိုစတင်တန်ရောစဉ်တွေ့လာခဲ့သည်နောက်တစ်နေ့မနက်ခင်းတွင်ကလေးကသူမ၏စပင်ကိုဆွဲလာသည်ကိုခန်းစားမိကအပြင်ထွက်၍နှုတ်မဝေလာခဲ့ပြီးမိခင်တဦးကဲ့သို့စနစ်တကျဖြောဆက်ကခြေဝါးနောက်ဖေးဖြင့်အပူချိန်ဆန်းသက်ပြီးကလေးကိုတက်နိုင်သမျှဂရုစိုက်ဆောင်ရှောက်ခဲ့သည်သူမတို့အတူတူမနေခဲ့ရသည်မှာမကြသေးတော့လဲသူမတို့နှစ်ဦးစလုံးမှာကဘာကြီးကစွန့်ပစ်ထားခံရသူများဖြစ်ကြပြီးကလေးငယ်ကိုသူမ၏ကံကြမ္မာအတိုင်းတဖန်ပြန်မဖြစ်စေရန်ဆုံးဖြတ်ကာသူမကိုယ်တိုင်စွန့်ပစ်ခံခဲ့ရဘူးသည်မြင်းမန်းပေးသို့ကလေးကိုပြန်ခေါ်သွားခဲ့သည်ကလေးကိုလီလီဟုအမည်ပေးခဲ့ပြီးမိသည့်အခါမှထပ်မံစွန့်ပစ်ခံရတော့မည်မဟုတ်ကြောင်းကတိပေးခဲ့သည်သို့သောထိုပျော်ရွှင်မှုမှာကြာရှည်မခံခဲ့ပေတစုံတစ်ယောက်ကသူမကိုကလေးမောင်ကိုကူးသည်ဟုဆွဆွဲတိုင်ကြားခဲ့သည်လီယိုသည်လီလီကိုပထမဆုံးအကြိမ်တွေ့ဆုံချိန်တွင်အလွန်တရာသဘောကျသွားခဲ့ပြီးကလေး၏အကြားအာရုံကိုစမ်းသပ်ကြည့်ခဲ့ရာကလေး၏အကြားအာရုံမှာကောင်းမွန်ကြောင်းသိရှိရသည်လီယိုကကလေးမွေးမြူရန်ကုန်ကျစရိတ်များပြားလာသဖြင့်ရဲစခန်းသို့အမြန်ဆုံးအနှံ့ရန်တိုက်တွန်းခဲ့တော်လဲဆာရာကညှဉ်းဆန်ခဲ့သည်ဆာရာကငယ်စဉ်ကမိဘမဲ့ဂေဟာတွင်မိသားစုကိုအလွန်အမင်းလိုလားတောင့်တခဲ့မှုကြောင့်ပြောပြခဲ့သည်လီယိုသည်အလုတ်သွားစရာရှိသည်များကိုတွားလုပ်ပြီးနောက်ဆာရာကိုကူညီရန်ချက်ချင်းပြန်လာခဲ့သည်ဘယ်သူမှလိုချင်သူမရှိကြသည့်လူသုံးဦးသည်မိသားစုတစ်ခုအဖြစ်စုစည်းမိခဲ့ကြတော်လဲရဲတပ်ဖွဲ့ကကလေးငယ်ကိုတရားမဝင်ခိုးလုံစောင့်ရှောက်ထားသည်ဟုယူဆကလာရောက်ခေါ်ဆောင်သွားခဲ့ချိန်တွင်ဆာရာကကလေးကိုဖက်တွေကငိုယိုကာတားဆီးခဲ့ရသည်